ထိုနည်း၎င်းမဲ့စစ်အာဏာရှင်တွေအယူမဟုတ်ဘူးခင်ဗျာသူတို့သိတယ်သူတို့ဘာလုပ်နေလဲဆိုတာပြောချင်တာကမြန်မာနိုင်ငံရဲ့စီးပွားရေးဟာပြည်သူတွေနဲ့စနစ်အပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးသူတို့တစုပေါ်မှာပဲတိဆောက်ထားတာဒါစစ်အာဏာရှင်သဘောတရားဒါကြောင့်သူတို့ကဘာနဲ့ကျွန်တော်တို့ကိုအနိုင်ကျင့်ထားလဲဆိုတော့ပြန်ပြီးဆိုတော့မင်းတို့ငါတို့ကိုဖြိုရင်မင်းတို့ပါပြိုမှာဘာလို့သူတို့ကိုတိဆောက်စနစ်ပေါ်မှာတိဆောက်ထားတဲ့စီးပွားရေးမဟုတ်ဘူးဗျအလွန်အမတန်ကြောက်စရာကောင်းတဲ့ထောင်ချောက်ကြီးပဲဒါကြောင့်လေနိုင်ငံတိုင်းမှာစစ်အာဏာရှင်ကိုဖြိုကအရန်ခက်တာဘာကြောင့်လဲစစ်အာဏာရှင်တွေကတိုင်းပြည်ရဲ့စီးပွားရေးကိုသူတို့ပေါ်မှာမိတည်တာသူတို့မရှိရင်စီးပွားရေးလည်းပြိုပြီဘာလို့သူတို့ပဲလုပ်ထားတာအခုဆိုရင်ဒီတနိုင်ငံလုံးစီးပွားရေးတွေကိုဥပိုင်ကသိမ်းထားတယ်တက်ကသိမ်းထားတယ်သူတို့ကုမ္ပဏီတွေသူတို့မရှိရင်တိုင်းပြည်ကပြတ်ပြီပဲသူတို့နိုင်ငံခြားကနေကုန်သွင်းပြီးမှကျွန်တော်တို့စီးတောက်လို့ရမှာလीအခုသူတို့ကအဲ့ဒါကိုဖျက်ပလိုက်ပြီဒဏ်ပြည်သူကိုဒဏ်ရိုက်တာနောက်သိမဟုတ်ရင်လေသူတို့ကဘာဖြစ်မလဲဒေါ်လာရှားတာလည်းပါတယ်အခုသူတို့ဆေးတွေပေးမသွင်းတဲ့ခါကျတော့ကျွန်တော်တို့ဆေးပြက်ပြီအဲ့တော့ဘာဖြစ်မလဲစီးကျိုယောဂါတွေဆေးမရှိရင်အသက်ပေးရပြီအခုသူတို့စားအုပ်စီသူတို့ဖျက်လိုက်ပြီကျွန်တော်တို့စားအုပ်စီတန်းစီရပြီအခုဓာတ်စီတွေသူတို့ဖျက်လိုက်ပြီတင်သွင်းတာကိုကျွန်တော်တို့တန်းစီရပြီအဲ့ဒါနေဝင်းခစ်တစ်ခါလုံးတန်းရွှေတစ်ခါလုံးကျွန်တော်တို့ဒီဓာတ်စီဆိုင်မှာကားတွေတန်းစီပြီးစီစာအုပ်နဲ့နော်ဓာတ်စီစာအုပ်နဲ့တပတ်ကိုဘယ်နှကလန်ဆိုတာကားရှိတဲ့လူတိုင်းသိတယ်တန်းစီခဲ့ရတာအဲ့တော့သူတို့ကိုဖြိုလို့မရဲအောင်သူတို့ကအဲ့ဒါပြောသူတို့ပြောတယ်မှာစစ်တပ်မရှိရင်တိုင်းပြည်ပြိုကြမှာဒါကိုသူပြောတာသူတို့မရှိရင်တိုင်းပြည်လည်းပြိုပြီဘာလို့ပြိုမလဲစီးပွားရေးပြိုပြီအဲ့တော့ပြည်သူတွေအကုန်ဒုက္ခရောက်ပြီပြည်သူတွေအကုန်အငတ်ပြစ်ပြီအဲ့တော့သူတို့နဲ့ဘူနေမြဲကြားနေပြီဆက်နေပြီအုတ်ချုပ်ခံရင်တတ်တာမယ်သို့မဟုတ်ပို့ဆိုးမယ်ဆိုတာမျိုးကိုပဲသူတို့ကဖန်တီးထားတာသူတို့စနစ်ကအဲ့လိုဖန်တီးထားတာဒါကိုသိလို့ကျွန်တော်တို့တော်လိုင်းအဖွဲ့တွေကညီညွတ်နဲ့မြန်ဆန်ဆန်ဝိုင်းတိုက်ကြဖို့လိုတယ်ဘာလို့ဆိုစစ်အာဏာရှင်ကအချိန်ဆွဲမှာအချိန်ဆွဲလေပြည်သူခံရလေခဏလို့ပြန်ဖြစ်လေပြည်သူတွေကတော်လိုင်းဘက်ကိုမပါလေပဲစိတ်ပြတ်သွားနိုင်တယ်ဘာကြောင့်လဲအဲ့လိုပြည်သူစိတ်ပြတ်သွားရင်လေကျွန်တော်တို့အပြစ်ပြောလို့မရဘူးဘာလို့စစ်အာဏာရှင်စနစ်ကိုမှီခိုနေတဲ့စီးပွားရေးဖြစ်နေတယ်ပြည်သူတွေအားလုံးဒီစစ်အာဏာရှင်ကြောင့်သူတို့ကြောင့်စေးတောက်နေရတာသူတို့ကြောင့်စောင်းစီရတာသူတို့ကြောင့်ဆန်စပါးဆိုင်လို့ရတာအဲ့ဒီမျိုးဖြစ်အောင်ဖန်တီးထားတာဗျာအလွန်အမတန်ရက်ဆက်တဲ့စနစ်ကြီးဒါကြောင့်ကျွန်တော်တို့ကပြောင်းပြန်စဉ်းစားရင်သူတို့ကိုဖြိုရင်ကိုပါပြိုတာကိုပါပြိုမှသူတို့ကိုဖြိုလို့ရတာအဲ့တော့ကိုပါမပြိုရလေအောင်အမြန်ဆုံးသူတို့ရဲ့ကီးတွေကိုအမြန်ဆုံးဝင်တိုက်ပြီးတော့သူတို့ဘက်ကလူတွေကိုအမြန်ဆုံးဒီဘက်ကိုပူပေါင်းခိုင်းဖို့လုပ်အမြန်ဆုံးသူတို့ကိုတိုက်ပြေးရမောင်းထွက်ပြေးသွားအောင်ဝိုင်းပြီးတော့တောချောက်ရတာကျွန်တော်တို့ဒီတောချောက်တဲ့နီးတနီးပဲသူတို့ကိုမြန်လုံးမှာတောချောက်ပြီးသူတို့ကသူတို့ကြောက်လွံ့ပြီးထွက်ပြေးသွားရင်ကျွန်တော်တို့အေးစေးသိမ်းလို့ရပြီရှိတ်ဟာစီနာကိုတိုက်ပြေးရမောင်းထုတ်ဖို့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတိုက်ပွဲလည်းမဖြစ်ဘူးတမျိုးမြို့တွေအများကြီးလည်းသိမ်းကြအောင်သူ့ကိုမောင်းထုတ်လိုက်ပြီးနောက်တစ်ခုပြောင်းလို့ရတယ်အဲ့တော့အဲ့ဒါဒီအမြန်ဆုံးနဲ့အတူဆုံးနီးလမ်းပဲဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက်ပြည်သူတွေကလည်းညီဖို့လိုတယ်ပြည်သူတွေကလည်းတော်လိုင်းအားကောင်းကိုဝိုင်းဝန်းအားပေးဖို့လိုတယ် silence လုပ်တဲ့လူများနေရင်အဲ့ဒါကျွန်တော်တို့အတွက်မကောင်းဘူးရန်သူဘာပြောနေလဲဆိုတာကျွန်တော်တို့စိတ်ဝင်စားဘူးရန်သူကရန်သူစကားပဲပြောမှာပဲလी